အခုလိုသမရနဲ့တွေ့ဆုံတဲ့အခါမှာ KIO ရဲ့သဘောထားများကိုကျွန်တော်ကိုယ်လည်းပြောဆိုခဲ့ပါတယ်ကျွန်တော်ကချင်လူမျိုးများနဲ့ KIO ကနေပြည်ထောင်စုထဲမှာဘယ်လိုပါဝင်ခဲ့တယ်ဒီပြည်ထောင်စုကြီးနဲ့နောက်ကျွန်တော်တို့ငြိမ်းချမ်းရေးခီးစစ်မှာ KIO ကအောင်မြင်အောင်ကြိုးစားသွားဖို့ဆန္ဒရှိတယ်ဆိုတာကိုအတိအကျကျွန်တော်ပြောဆိုခဲ့တာဖြစ်ပါတယ်ခင်ဗျဒီ KIO ရဲ့သဘောထားနဲ့ဒီ68ကျိန်မြောက်ပြည်ထောင်စုနေ့သဘောထားထုတ်ပြန်ချက်ပေါ်မှာရဲ့နောက်အခုကျွန်တော်ရှေ့ဆက်ပြီးသွားမယ် peace process ပေါ်မှာ KIO ကနေမှအောင်မြင်အောင်သွားမယ်ဆိုတဲ့အချက်၃ချက်ကိုအဓိကပြောတာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ကျွန်တော်တို့ကတော့ဒီစစ်မှန်တဲ့ဒီငြိမ်းချမ်းရေးဆွေးနွေးမှုပုံစံနဲ့သွားမှာဖြစ်ပါတယ်ပြီးတော့ကျွန်တော်ပြည်ထောင်စုထဲမှာအတူတူကနေထိုင်ခဲ့ကြတာကချင်လူမျိုးများကိုဘိုးစင်ပေါင်ဆက်ကလေးကကျွန်တော်ဆန္ဒအမှန်နဲ့တည်ရှိနေခဲ့ကြတယ်ဆိုတာကိုအားလုံးကိုကျွန်တော်အတိပေးလို့တာဖြစ်ပါတယ်ဒီတစ်ခေါက်ဒီကျွန်တော်တို့9ကြိမ်မြောက်မှာအရေးကြီးပါတယ်ကျွန်တော် NCCT မှာကအားလုံး16ဖွဲ့ရှိပါတယ်ဒီ16ဖွဲ့ရဲ့သဘောထားများကိုတေချာစုစည်းပြီးကျွန်တော်တို့ကဒီနိုင်ငံတော်မှာတွားနေတဲ့လမ်းစဉ်တစ်ခုလုံးမှာ time frame တွေအရေးကြီးတယ်ဆိုတော့လည်းကျွန်တော်တို့ KIO ကနားလည်ပါတယ်အဲ့တော့ဒီ time frame တွေကိုအမိလိုက်နိုင်ဖို့နဲ့ကျွန်တော်တို့နှစ်ဖက်အတူအလျှော့နဲ့ညှိနှိုင်းနိုင်ဖို့စူးစမ်းသွားမှာဖြစ်ပါတယ်ဒီ KIO အနေနဲ့ကတော့ကျွန်တော်ဒီအမျိုးသားညီလာခံကလေးကတင်ပြချက်တွေအကုန်လုံးကတနိုင်ငံလုံးနဲ့ဆိုင်တဲ့အချက်တွေအဓိကထားပါတယ်အဲ့တော့ပြည်ထောင်စုအရေးပေါ့ဟုတ်ကဲ့ပါအဲ့တော့အခုလိုကျွန်တော်တို့ဆွေးနွေးပွဲတွေမှာပြည်သူလူထုတရက်လုံးအနေနဲ့ကအကောင်းမြင်သဘောမျိုးနဲ့ကြည့်ရှုပြီးတော့ဂျားကနေပြီးမှပြောနေတဲ့အတန်တွေကိုအဓိကနားမထောင်ပဲတွားနေတဲ့ process အပေါ်မှာအဓိကအားပေးထောက်ခံကြဖို့ပြောလိုပါတယ်ခြေလေးဟုတ်ကဲ့ကျွန်တော်တို့အောင်မြင်အောင်လုပ်သွားမှာဖြစ်တယ်လို့အားလုံးကိုသတင်းကောင်းပါချင်ပါတယ်ခင်ဗျာတကယ်ခြေလှမ်းအစ်စ်ဖြစ်ပါတယ်ကျွန်တော် KIO အနေနဲ့နေပြည်တော်မှာအခုလိုနိုင်ငံကောင်းဆောင်များနဲ့တွေ့ဆုံတာပထမအကြိမ်ဖြစ်ပါတယ်ဒါကျွန်တော်ခြေလှမ်းအစ်စ်အနေနဲ့ဆက်လက်ပြီးသွားဖို့ဖြစ်ပါတယ်ဟုတ်ကဲ့အခုဒီလိုတွေ့ရတဲ့အချိန်မှာကျွန်တော်တို့အချင်းချင်း direct နိုင်ငံတော်လူကြီးတွေနဲ့တွေ့ရတဲ့အချိန်မှာကျွန်တော်တို့ KIO ရဲ့မူဝါဒလက်ခံထားတာတွေကိုကိုယ်ပဲလင်းလင်းပြောနိုင်တဲ့အတွက်ကြောင့်မို့ဝန်တာရပါတယ်အခုကျွန်တော်တို့ KIO အနေနဲ့ကတော့စစ်မှန်တဲ့ငြိမ်းချမ်းရေးကိုရရှိဖို့အတွက်အခုတွားနေတဲ့ဒီလမ်းကြောင်းကနေပဲဆက်လက်ပြီးအင်တာနက်ပါဝင်တွားမယ်ဆိုတဲ့ဟာကိုပြောလိုပါတယ်ဟုတ်ကဲ့ဒီမှာလဲတိုင်းသားတွေဘက်ကတင်ပြတာတော့အထူးအားဖြင့်တိုင်းပြည်မခေါ်ထွက်ဘူးနောက်ပြီးတဲ့ခါကျတော့ကျွန်တော်ငြိမ်းချမ်းရေးကိုမရရအောင်တွားမယ်ဆိုတော့လေဒါလေးကိုအထူးထားပြီးတော့သူကကတိပြုပြီးပြောဆိုတာရှိပါတယ်။နောက်ကြောင့်မလို့ဘာပဲဖြစ်ဖြစ်ဒီနေ့သမ္မတကြီးနဲ့တွေ့တဲ့ပွဲကကောင်းမွန်တဲ့ပွဲဖြစ်ပါတယ်။ယုံကြည်မှုတွေပို့ပြီးတော့တိဆောက်နိုင်တယ်လို့ကျွန်တော်ပြောလို့ရပါတယ်။တိတ်မကြခင်ကာလမှာလဲငြိမ်းချမ်းရေးတွေရတော့မယ်လို့ဒီလိုပဲကျွန်တော်မျှော်လင့်တဲ့အကြောင်းတင်ပြလိုပါတယ်။